ဒီ2026ဘောနော်မွေးကနန်း2026မှာမွေးကနန်းဆိုတော့ဘယ်လိုဟာလေးမွေးကနန်းနေထောက်လို့ဘယ်လိုလာနိုင်လဲဘောနော်ဒီများကြိုက်တဲ့ဒီများထုတ်တာရှိရင်ရှိမယ်ကျွန်တော်မတွေ့တင်လာတဲ့အခုချိန်တော့မွေးကနန်းထုတ်ရတဲ့ဒီရန်လေးကိုထောက်ပြတာမတွေ့ကြဘူးအခုကဒီနေ့ဆိုင်မှုကနေရှိတယ်ပေါ့နော်။ကျွန်တော်တို့လိုက်နေတဲ့2024ပြန်ကြည့်လိုက်ပါ2024ဆိုရင်ပြန်ကြည့်2024ဆိုလို့ရှိရင်ဒီမှာပေါ့နော်1 break 2 break 5 break 5 break 10 break 9 break 9 break 10 break 2 break 1 break 5 break 2 break 10 break ပေါ့နော်9 9 5 8ပေါ့နော်2 3 4 9ခွန်9 5ပေါ့နော်အဲ့လို break ကြီးကကျွန်တော်ကြားတဲ့ကောင်VG ဆိုရင်24 break ပေါ့အမော24 break VG တော့24ချိန်အထိပေါ့နော် VG break ပေါ့20 break ပေါ့ဘူးလေးကတော့ကြားတယ်မကြားဘူးပေါ့အဲ့20 break ကြီးက break ကိုလိုက်တာတော့3နှစ်ရှိ2နှစ်ရှိပေါ့2020နဲ့2025မှာအတင်းတန်လိုက်လေတာဒီတိုင်းမှာကိုတယောက်ဆိုတော့ဒီပေးမလားအဲ့ပေးမလားတဲ့အထက်ကျမှဒီနှစ်မှာကျွန်တော်တို့ပေးမယ်ဆိုရင်ပေါ့ပေးမယ်ဆိုရင်ဘယ်လိုပေးမလဲဆိုရှင်အဖြေရတော့အများကြီးပဲနံပါတ်ရှိတယ်ပေါ့နော်နံပါတ်ရှိတယ်သူအဖြေရနံပါတ်ပို့တာကဒီနားရီဟာပဲဖြည့်ချင်တယ်အဲ့တော့သူက6 5 4လို့ထစီထောင်းတယ်နံပါတ်သူအားလေးပြန်ဖြည့်ပြီးတယ်ပေါ့နော်6 5 4ဆိုရင်ရှင်ဒီတုံးလုံး6ပေါ့နော်ဒီတုံးလုံး5ဒီတုံးလုံး4 6 5 4ကို6 5 4လို့ဖြည့်တယ်နောက်ကျတော့ဒီဘက်က6ထိတ်3လုံးလဲပေါ့နော်ဒီနံပါတ်လာပို့ဖြည့်ထားတယ်ပေါ့နော်ဒီ6ထိတ်လေးရပေါ့နော်ဖြည့်ထားတယ်ပြီးတော့မှဒီရှေးပေါင်း6နဲ့ဒီကူးနောက်ပိတ်တွေကြားတယ်ပေါ့နော်ရှေးပေါင်း6နဲ့ကူးနောက်ပိတ်တွေကြားပြီးမှဆက်ပြီးတခါသူပြန်လို့ခွန်ခါးတွေပေါ့နော်ခွန်ခါးနဲ့နှလုံးမုန်း6ဆိုပြီးတော့2026ထိပေါ့ခွန်ခါးဝင်သွားတယ်ပေါ့နော်အဲ့ခွန်ခါးရတယ်ဒီဘက်ကခွန်ထိတ်ခွန်ပိတ်ရပြီးတော့ဒီထောက်တယ်ဒီစင်ပို့ရလို့ထင်တယ်ပေါ့နော်အားကြောင့်ဆိုတော့ဒီညမှာအဖြေတစ်ခုကပါလဲဆိုရင်ချက်ကြည့်အောင်အဲ့ဒီအုပ်စုတွေမှာပေါ့ဒီအဖြေကြီးကနန်းတစ်ခွက်နှစ်ခွက်သုံးခွက်၄ခွက်၅ခွက်ဒီ၅ခွက်ထဲပဲဖြည့်ချင်တယ်အုပ်စုတွေအဲ့အုပ်စုတွေမှာအထောက်လေးတစ်ခုကဘယ်လိုလဲဆိုလို့ထောက်အဲ့လိုဘယ်လိုယူပေါ့နော်ကိုနောက်ပိတ်အောက်ကပဲပြောကိုနောက်ပိတ်ထွက်လို့ပဲတွတ်ပေါ့နော်ရှေးပေါင်း6ကိုနောက်ပိတ်ဖြစ်ပြီးတာနဲ့ပေါ့ဒီမှာရှေးပေါင်း6ကိုနောက်ပိတ်ဖြစ်ပြီးတွေ့နောက်တစ်နှစ်ကကနန်းလို့ပဲပြောပေါ့ဘယ်လိုပဲယူတော့ရအများကြီးပဲပေါ့နော်ဒါပေမဲ့သူသွားနေတဲ့အတိုင်းပဲယူပြရင်ပေါ့နော်ဒီ4နဲ့5နဲ့ဒီချိတ်ဒီ9တင်5စာပေါင်းဒီထိတ်နဲ့4ခါပေါ့ဒီထိတ်ပေါ့နော်ထိတ်အလဲနောက်ပိတ်ပေါင်းရှိရင်9 3ညနဲ့920ပေါ့နော်920ကသူ့ရဲ့ပေါင်းရင်းရဲ့ဒီပေါင်းရင်းရဲ့ရလိုက်ရဲ့ဒီနောက်တစ်နှစ်ထဲပေါ့ဒီ2024ပေါ့2025နေမျိုးဒီ2024ကိုထွက်ပြီပေါ့အဲ့တင်ပေါင်းချင်းဒီမှာနှစ်ကောင်မှဒီထွက်ကြတာနော်2309ဆိုတော့နောက်ပြီးကဒီမှာဆို9ထိတ်ပေါင်းချင်းအလဲပေါင်းချင်း3နောက်ပြီးချင်းပေါင်းချင်း2ဆိုတော့အဲ့ဒါ9အတောင်းနှစ်ပေါ့အဲ့9တုံးနှစ်ကလည်းဒီနောက်တစ်နှစ်ထဲပေါ့နော်2025ထဲပေါ့9တုံးနှစ်ဆိုပြီးထွက်ရမှာနော်အဲ့လို9တုံးနှစ်လို့ထွက်ရတာ
ထွက်တယ်ဆိုတော့အခုဒီ2025မှာမဟုတ်ပေါ့2025မှာဟုတ်တယ်အဲဒီ2025ရဲ့ပေါင်းညရလက်ကထေစီပေါင်းအလဲပေါင်းနောက်ပိရှင်ပေါင်းထေစီချင်းပေါင်းတော့4ပေါ့နော်အလဲချင်းပေါင်းတော့ခွန်ပေါ့နော်နောက်ပိရှင်ပေါင်း9ပေါ့အဲဒီ4ခွန်9ပေါ့အဲဒီ4ခွန်9 2026မှာအပူကြီးပြိနေပေါ့နော်ကနန်းရဲ့လည်းအရင်တော့ဆိုရင်ဒါအမျိုးရဲ့ကနန်းပေါ့နော်အခုနောက်ပိုင်းမှာဒီကိုလေးပတ်လေဟာမထွက်ခဲ့တာပေါ့အဲ့ဒီချိန်မထွက်တာလေးဆိုလို့ရှိရင်တကယ်အရင်တော့အရန်ကိုဘောနော်ခဏမကြထွက်ပြီးတဲ့ကနန်းလေးဟာဆိုရင်ဖြစ်950ရှိမယ်950ရှိမယ်လေးခွန်လို့ပေါ့နော်တကယ်ထွက်ပြီးတဲ့ကနန်းလေးပေါ့နော်900ပြီးပတ်လေအဲ့လိုတော့မခက်စားပါဘူး900ပြီးပတ်လေ950လေးခွန်တော့အမိုက်စားပေါ့ရန်ကုန်မန္တလေးခြေတမိုင်းဆိုလေးခွန်ထိုင်ပြီးအော်နေလူတွေရှိတယ်ပေါ့နော်အခုကြည့်တယ်ရှိတယ်ခက်စားခဲ့တဲ့ကဏ္ဍမျိုးမထွက်ပါဘူးဒီနေ့မှာတော့ဒီကဏ္ဍလေးနောက်ပါဘူးစိုက်ငွေကဏ္ဍနေပြောချင်တယ်ဆိုတာသူစိုက်ရှိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အတူရုံးနဲ့ပြောမှဆိုလို့ရှိရင်တော့နေ့က4ထိပ်ပြောက်လို့လေးကိုအပူခွာနဲ့ဗရိတ်9လိုက်ရှင်ဒီကြခဲ့လေးထိပ်စီဦးခွာနဲ့ဗရိတ်9တကွက်ထွက်ရှင်တာဒီထွက်ရှင်တာပေါ့နော်တကယ်ဆိုင်လဲအရာပေါ့နော်ဒီနေ့ကလည်းလေးထိပ်စီပြောက်ခဲ့တယ်စီးရဲ့ကြောက်တဲ့ထိပ်စီကထိပ်စီပြောက်တယ်ကနာထိပ်စီစီးရဲ့ထိပ်စီကအပူခွာဆိုလေးဘူးလေးခွာပေါ့နော်ကိုကြက်တာရှိတယ်သူကျွန်တော်တော့လေးခွန်ဒီ50ဘူးဘရိတ်လေးကြတော့ကျွန်တော် site ကလေးနေတော့ပြချင်တယ်site ကလေးမိတာမသိဘူးခဏအတူလေးလိုက်လွင့်ပြီးတော့ဆွဲတော့အရှိချပြလိုက်ရတယ်ပကိန်းအတူဆိုတော့မိတာမမီပါဘူးပြလို့မရဘူး50ထောင်ပေါ့နော်ထောင်နဲ့ဒီမူရင်းဖြစ်ပေါ့အဲ့တော့ဒီပါရောမူကနန်းကိုအခုဒီခါအခုကတော့ကလေးလည်းမီတို့ပါမီလို့ရှိရင်မူကနန်း3ခွက်ချပေးလို့ဆိုတော့တော့စကလေးနန်းမီအလုပ်သေးတစ်ခွက်လည်းတစ်ဖက်နဲ့ဆိုပေါ့နော်မထားမဆက်ရှာမွေးပါလေးခွန်ကိုခွန်လေးကိုလေးသူကမွေးရတော့မွေးတာပဲဒါကဘာလို့ဘယ်လိုပြောမလဲပြောတော့မေးပါပထိစီအလဲနောက်ပြီးတော့ကိုယ့်ဘကိုရွေးရတယ်ပေါ့နော်အဲ့ဒါကိုယ့်ဘကိုရွေးပါကျွန်တော်ကြိုက်တာတော့ခွန်ထိုင်းနဲ့ပူကြိုက်တယ်ဟိုစားတော့ပေါင်းချင်းရလက်ကိုတက်ဖြစ်တတ်တဲ့တဘာဝကိုယူထားတာပါလေးခုပါပဲအဲ့တက်ပေါင်းချင်းရလက်ခွန်ထိုင်းယူထားတယ်ဆိုတဲ့အကြောင်းကြီးကဒီတိုင်းလေးရှိပါတယ်ဖြစ်လာဒီညလုံးပေါင်းတော့ကိုဒီလုံးပေါင်းတော့နှစ်ဒီညပေါင်းတော့3ညအဲ့တော့ထွက်တာကကျမပြောဒီညလုံးပေါင်းတော့အကူပေါ့နော်အဒီလုံးပေါင်းတော့ဒီလုံးပေါင်းတော့နှစ်ပေါ့အ3ခုနှစ်ပေါ့ဒီနှလုံးပေါင်းတော့4
number call number call ပေါ့နော်လေးခုကိုဒီထွက်တော့ဒီ90ကနီး300ပေါ့နော်အဲဆိုကျွန်တော်ဒီအခါလေးကအထိတ်ရှိပေါ့ဒီ3နှစ်ကလည်း3ကိုနှစ်ပါနော်အဲ့လိုခါလေးကအထိတ်ရှိပေါ့အဲကြောင့်လို့ဒီလေးခုကိုမှလည်းလေးခုကိုမှလည်းအလဲအထိတ်ရှိဆိုတော့ကိုလေးပေါ့ခွန်လေးကိုပေါ့အဲ့လိုနှစ်ကွက်ကြိုက်ပါလေအဲ့ဒီဆိုတော့ဖုန်းရဆိုတော့သူပေါ်ညင်ရလာပါချီထိုးပါလေးခုကိုတဲထိုးတဲထိုးပြီး3ဝက်တော့တဲမွေးပါဘူးနော်အဲဒီပြင်းအားမျိုးနဲ့ကိုကြိုက်ရပြီးလူများပေးရပဲဖြစ်တုတ်ကနမ်းပဲဖြစ်ဝယ်ကနမ်းပဲဖြစ်ရခဲ့နေအရာလေးအပေးရခဲ့နေအရာအတိုင်းပေးတဲ့အတိုင်းထိုးပေါ့နော်ဒီနေ့ရှောက်ပွဲပတ်လိုက်ရပါတယ်အိမ်မက်တော့ပဲဖြစ်ပေါ့ကိုတွက်လို့ရတာပဲဖြစ်အများပေးလို့ပဲဖြစ်ပေါ့နော်ဒီနေ့ပတ်ရှောက်ပွဲပတ်လိုက်ကိုကျွန်တော်မှန်းတာတော့9ကြိမ်အတွင်းဆက်မယ်လို့မှန်းတာအခုဒီချိန်ထွက်ပါပြီနောက်တော့ရှောက်ပွဲပဲကြာ9ကြိမ်အတွင်းမှာထိုးရမှာတပွဲနှစ်ပွဲ3ပွဲ4ပွဲ5ပွဲပေါ့နော်အဲ့ဒါထိုး1 2 3 4 5 6 9ကြိမ်လုံး6ပွဲပဲကြာ6ပွဲကြာအဲ့9ကြိမ်ကြီးရထိုးကြည့်ပေါ့ထွက်မယ်လို့ထင်တာအဲ့မကြော်ဘူးထင်တာပေါ့နော်ထိုးကြိုက်တယ်မင်းဆိုင်ရရှိဘူးမကြော်တော့ဘူးထင်တယ်ဆိုတော့အကြိမ်ကြီးပြပြ